ကျွန်တော်ပွန့်ပွန့်လင်းလင်းပဲပြောရင်ဗျာအခု2026မှာ Oppo A53 ကိုဝယ်လိုက်တာတင်းရဲ့ပိတ်ဆံကိုမိတ်ပုံလေးပြစ်ချလိုက်တာနဲ့အတူတူပါပဲ။ဘာဖြစ်လို့ကျွန်တော်ဒီလောက်ထိရဲရဲပြောရလဲ။ဝယ်ပြီးမှငါမားသွားပြီလို့နောင်တမရချင်းဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်လိုက်ပါ။ကဲ speed ရဆိုရင်တော့ Snapdragon 460ကိုပြောထားပါတယ်။ဒါပေမဲ့ဒါက2020ခုနှစ်တုန်းက speed တွေပါ။အခု2026ရဲ့ APP တွေကပိုလေးလာပြီးတော့မြင့်လာပြီ။အခုကျွန်တော်တို့သုံးနေတဲ့ Facebook တောင်ပုံတက်လာဖို့9စက္ကန့်စောင့်ရတယ်။ကိန်းစောဖို့ဆိုရင်တော့ပိုတောင်ဝေးသေးတာပေါ့။ Mobile လက်ချက်ဆော့ရင်တော့ Group Fight တွေမှာဖုန်းကဟန်သွားလိုက်မယ်။အဲ့အချိန်မှာမိတ်ဆွေရဲ့စိတ်ပီးစီးမှုကအဲ့ပိတ်ဆန်တဲ့တိုင်းထက်ပိုပြီးတော့အမိုးကြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။သူ့မှာ 90Hz refresh rate ပါတယ်တော့ကျွန်တော်ဝန်ခံတယ်။အခုချိန်ထိ screen ကပို့ရတာတော်တော်လေးချုံမွေ့နေတော့ပါပဲ။ဒါပေမဲ့ဗီဒီယိုတွေကြည့်တဲ့အခါမှာကျတော့သူ့ရဲ့ resolution ပိုင်းက 120p HD+ ပဲရှိတဲ့အတွက်ရုပ်ထွက်ပိုင်းတွေကတော့နည်းနည်းဝါတာတာတွေဖြစ်နေတာကိုတော့တတိထားမိမှာပါ။ battery ကတော့ 5000 mAh ဆိုပေမဲ့အားပြည့်ပြန်သွင်းဖို့ချိန်နာရီပေးရတာကတော့အခု2026ရဲ့မြန်ဆန်နေတဲ့လူနေမှုပုံစံတွေကတော့လုံးဝမကိုက်ညီတော့ဘူးကင်မရာပိုင်းမှာကျတော့အမတရားပုံတွေရိုက်ဖို့လောက်ပဲအဆင်ပြေမှာပါအလင်းရောင်နည်းနည်းလေးမောင်သွားတာနဲ့ပုံတွေကမကြည့်တော့ဘဲနဲ့ဝါကုန်ပါတယ်အခုခေတ် TikTok ဆော့မဲ့သူတွေပြီးတော့ content လုပ်မဲ့သူတွေအတွက်ကတော့ဒီကင်မရာလုံးဝအိမ်မက်ဆိုကြီးတစ်ခုပါပဲအနည်းချုပ်ပြောရမယ်ဆိုရင်တော့ဒီဖုန်းကိုပဲသူတွေဝယ်တင်တယ်တကယ်လို့မိတ်ဆွေမှာပိတ်ဆန်တဲ့တိမ်ပဲရှိတယ်ပြီးတော့ဖုန်းကိုလည်းဖုန်းဆက်ဖို့ပဲသုံးမယ် driver လောက်ပဲသုံးမယ်ဆိုရင်တော့ဒီဖုန်းကိုဝယ်ပါဒီထက်ပိုကောင်းတဲ့ experience ကိုလိုချင်တယ်ဆိုရင်တော့တခြားဖုန်းဟောင်းတွေကိုရှာပြီးတော့ဝယ်တာကပိုပြီးတော့စမတ်ကြပါလိမ့်မယ်ကဲအခုကြည့်နေတဲ့မိတ်ဆွေရောဒီဖုန်းအကြောင်းကိုဘယ်လိုထင်ပါသလဲဝယ်တင်နေထင်တာအောက်က comment မှာဆွေးနွေးပေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လုပ်ပြီးသွားပါဦးနောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်